မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ကက်စီကွန်ဘန်ပေါ့ခင်ဗျာဘန်ဘောကနေပြီးတော့ကိုဘန်အကောင့်ပေါ့ခင်ဗျာဘန်ကတ်ထဲကိုကိုယ်တိုင်ပတ်စံထည့်ခြင်းပေါ့ခင်ဗျာဘယ်လိုထည့်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီလိုဘန်ဘုံကိုတွားလိုက်ရင်ပေါ့ခင်ဗျာဘန်ဘုံကိုရောက်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီမှာဘန်ကတ်ထည့်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဘန်ဘုံကိုဘန်ကတ်ထည့်လိုက်ပါမယ်ကျွန်တော်ဘန်ကတ်ကလေးထုတ်ပြီးထည့်လိုက်ပြီပေါ့ခင်ဗျာကျွန်တော်ဘန်ကတ်ထည့်ပြီးဆိုရင်အဲ့မှာပေါ့ခင်ဗျာညာဘက်ချမ်းအောက်ဆုံးကပေါ့ခင်ဗျာဒီမှာ cut deposit ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာညာဘက်ချမ်းမှာရှိတဲ့အောက်ဆုံးကခလုတ်ကလေးဖြစ်ပါတယ်ခင်ဗျာcut deposit ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခဏလေးစောင့်လိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ password တောင်းတာပေါ့ခင်ဗျာမိမိရဲ့လျှို့ဝှက်နံပါတ်6လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရိုက်ထည့်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာညာဘက်ချမ်းမှာရှိတဲ့အပေါ်ဆုံးက clock ကလေးပေါ့ခင်ဗျာ then press here ဆိုတဲ့ clock ကလေးပေါ့ခင်ဗျာညာဘက်ချမ်းအပေါ်ဆုံးက clock ကလေးကိုတစ်ချက်နှိပ်လိုက်ပါမှာခင်ဗျာပြီးတော့ကျွန်တော်တို့ကဒီမှာချမ်းလို့ပေါ့ခင်ဗျာထိုင်းလို့မတက်တဲ့လူဆိုရင်ဒီမှာအင်္ဂလိပ်လိုချိန်လို့ရပါတယ်ခင်ဗျာကျွန်တော်ကအင်္ဂလိပ်ပေါ့ခင်ဗျာlanguage ကိုတစ်ချက်ချိန်လိုက်ပါမယ်ခင်ဗျာဒီဘယ်ဘက်ချမ်းမှာရှိတဲ့ပေါ့ခင်ဗျာအောက်ဆုံးကခလုတ်ကလေးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာညာဘက်ချမ်းမှာရှိတဲ့အပေါ်ဆုံးကခလုတ်ကလေးပေါ့ခင်ဗျာဒီမှာ deposit to Kasikom Bank ပေါ့ခင်ဗျာကျွန်တော်တို့က Kasikom Bank နဲ့ကိုထည့်မှာဖြစ်တဲ့အတွက် deposit to Kasikom Bank ပေါ့ခင်ဗျာအခြားဘဏ်နဲ့ကိုထည့်ခြင်းတဲ့လူတွေကတော့ deposit to other bank ဆိုပြီးတော့အောက်ကခလုတ်ကလေးကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာအခုကကျွန်တော်ကKasikom Bank နဲ့ကိုထည့်မှာဖြစ်တဲ့အတွက်ညာဘက်ချမ်းအပေါ်ဆုံးမှာရှိတဲ့ deposit to Kasikom Bank ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကdeposit to your link account ပေါ့ခင်ဗျာအပေါ်ကခလုတ်ကလေးကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာ deposit to your link account ကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာညာဘက်ချမ်းအပေါ်ဆုံးမှာရှိတဲ့ saving account ပေါ့ခင်ဗျာ saving account ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ထည့်ရတဲ့ပတ်စံအမျိုးအစားကိုပြပါပေါ့ခင်ဗျာသူထည့်ရတာ100တန်ထည့်ရတယ်900တန်ထည့်ရတယ်1000တန်ထည့်ရတယ်ပေါ့ခင်ဗျာ20တန်နေပါရင်ဆိုရင်တော့မရဘူးပေါ့ခင်ဗျာသူထည့်ရတဲ့ပတ်စံအမျိုးအစားတွေကိုပြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က okay ကိုတစ်ချက်နှိပ်လိုက်ပါမှာခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဘန်ပုံးလေးပွင့်လာပြီပေါ့ခင်ဗျာပတ်စံထည့်ဖို့ဒါဆိုရင်တော့ကျွန်တော်တို့ပတ်စံကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲဒီခုနပွင့်လာတဲ့ပုံလေးတော့ပတ်စံထည့်လိုက်ပါမယ်အမောထည့်လိုက်မှာပေါ့ခင်ဗျာထည့်ပြီးတော့ကျွန်တော်တို့ပုံလေးအောင်အော်တိုပိတ်သွားဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပတ်စံအရွက်ရေးနေပြီပေါ့ခင်ဗျာကျွန်တော်ကခုနက1000တန်3ရွက်ထည့်တာဖြစ်တဲ့အတွက်ဒီမှာပေါ့ခင်ဗျာ1000တန်3ရွက်ဆိုပြီးတော့သူအရွက်အရည်ကိုပြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကမှန်ပြီဆိုရင်ဒီမှာ correct ဆိုတဲ့ clock လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်တို့ကအဲ့လိုကျွန်တော်တို့အခုလိုပေါ့ခင်ဗျာစာရွက်ကလေးပေါ့ခင်ဗျာစာရွက်ကလေးနဲ့ဘန်ကတ်ကလေးပြန်ထွက်လာပြီဆိုရင်တော့ကျွန်တော်တို့ပတ်စံမိမိဘန်အကောင့်ထဲကိုပေါ့ခင်ဗျာပတ်စံထည့်လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ပြီးသွားပြီပေါ့ခင်ဗျာအခုကတော့ကျွန်တော်တို့ Kasikom Bank ပေါ့ခင်ဗျာကျွန်တော်တို့ဘန်ဘောကနေပြီးတော့ကိုယ်တိုင်ပေါ့ခင်ဗျာကိုယ်အကောင့်ထဲကိုပေါ့ခင်ဗျာဘန်အကောင့်ထဲကိုပတ်စံထည့်ခြင်းဘယ်လိုထည့်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ